brother တို့အားလုံးပဲ Iran ကမြေပုံရဲ့အပြင်ဘက်ကမြေပုံတေးလေးကိုရောက်ဖူးကြရလို့ရှိတယ်မရောက်ဖူးကြရလို့လည်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်ကဒီနေ့အဲ့မြေပုံတေးလေးကို brother တို့ကိုကျွန်တော်ကသွားပြမှာပဲဖြစ်ပါတယ် Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ sponsor ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်သွားပြမယ့်နေရာကမြေပုံရဲ့အပြင်ဘက်ကတင်နားလေးမှာရှိပါတယ်ကျွန်တော်တို့အဲ့နေရာကိုသွားမယ်ဆိုရင် motor glider ဒါမှမဟုတ် motor boat တစ်စီးလိုအပ်မှာပဲဖြစ်ပါတယ်။နောက်တော့အဲ့နေရာကိုသွားရင်စီပုံတစ်ပုံသို့မဟုတ်နှစ်ပုံလိုအပ်မှာပဲဖြစ်ပါတယ်။အဲ့နေရာကအရန်ဝေးတဲ့အတွက်ကြောင့် brother တို့အပြန်ရစီမလောက်ရင်ခြေကူးပြီးပြန်လာရမှာဆိုလို့ပါ။အဲ့နေရာရောက်သွားရင် brother တို့အတွက် 5.56 7.62 Fadachi တွေအပြင်ပစ္စည်းတွေအများကြီးကိုလည်း special ကောက်လို့ရအောင်မှာဖြစ်ပါတယ်။တော့ကလည်းဘယ်လိုမှမတားတဲ့နေရာဖြစ်တာကြောင့်မို့ခဏကကျွန်တော်ပြောခဲ့တဲ့လိုမျိုး brother တို့စီမရှိရင်ခြေကူးပြီးပြန်ရမှာပဲဖြစ်ပါတယ်။ ကဲလို့ရှေ့ဆောင်ကအရန်ဝင်းနေတယ်ဆိုရင် brother တို့တော့နီးနီးလေးဖြစ်တဲ့သူမရဲ့ friend zone တွေကိုတော့ဝင်လိုက်ဖို့ကျွန်တော်တို့အကြံပေးရှင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်